ကျွန်တော်လက်ရှိဒီနေ့ဒီအခြေအနေမှာကျွန်တော်ရဟန်းကိုကျေးဇူးတင်ပြီးကျွန်တော်လေးစားရတဲ့ပုံကိုတယောက်ကိုကျွန်တော်စကားလေးလက်ဆောင်ပါချင်ပါတယ်အဲ့ဒါကတော့ဘာလဲဆိုတော့ပြည်သူနဲ့အတူတူပူးပေါင်းပြီးပြည်သူနဲ့အတူတူလက်တွဲပြီးတော့ကျွန်တော်တို့ရဲ့နိုင်ငံတော်အသစ်စီကိုတွားဖို့အတွက်စိတ်ကောင်းနှလုံးကောင်းနေနဲ့ဆုံးဖြတ်ချက်ကောင်းနေနဲ့ကျွန်တော်ပြည်သူနဲ့အတူတူပူးပေါင်းခဲ့တဲ့ဘုံမှုကြော်ရအောင်ကိုကျွန်တော်လေးစားပါတယ်ဘုံမှုကဘာပဲဖြစ်ဖြစ်တစ်ချိန်တစ်ခါကဘယ်လိုပဲဖြစ်နေပဲလက်ရှိအခြေအနေမှာကျွန်တော်တို့ရဲ့ပြည်သူတွေနဲ့အတူတူပူးပေါင်းတဲ့အပြင်ဘုံမှုရဲ့အောက်မှာရှိတဲ့ရဲဘော်တွေရဲ့မိသားစုတွေအများကြီးရဲ့အသက်တွေကိုလည်းကယ်တင်ပေးတာလည်းဖြစ်တယ်နောက်ပြီးတော့ဘုံမှုရဲ့ဆုံးဖြတ်ချက်အတွက်လည်းကျွန်တော်တို့ကအမြဲတမ်းဂုဏ်ယူလေးစားနေပါတယ်ဘုံမှုကျေးဇူးတင်ပါတယ်ဗျ